ကျမ်းမာရေးလိုက်စားပြီးတော့လေ့ကျင့်ခန်းလုပ်တယ်လို့တော့မထင်လိုက်နဲ့နော်ကျမတစ်ခါတလေမှလေ့ကျင့်ခန်းလုပ်တာပါဟိုကျမကတော့ Agnes ပါ MBA ကျောင်းသူတယောက်စာသင်ကိုယ့်ရဲ့အိမ်မက်တွေကိုလည်းတိစောင့်နေတဲ့သူတွေဖြစ်ပါတယ်ကျမအလှပြင်တဲ့နေ့တွေကရှားပါတယ်ဒီနေ့ကတော့ class သွားမှာဆိုတော့အလှလေးပြင်လိုက်ပါတယ်ကျောင်းနဲ့အိမ်နဲ့ကတနားရီလောက်ဝေးတာဆိုတော့ကျမအရင်ဆုံးဘိုက်ကိုအရင်ဖိပါတယ်။ချင်းနေတဲ့သူတွေထဲမှာ hot pot အရင်ကြိုက်တယ်လို့ရှိလား။ဒါဆိုရင်တော့ English နဲ့တူပါရင်နော်။ကျမ hot pot ဘယ်လောက်ကြိုက်လဲဆိုတော့နေ့တိုင်း hot pot စားတပတ်ပြည့်သွား။ဒါလေးစားပြီးရင်တော့ကျမကျောင်းကိုမြင်ပြေးရတော့ပါမယ်။ကျမစာလေးနည်းနည်းကြက်ဖို့အရင်တော့ MBA ဆိုလွယ်ရထင်တာမလွယ်ဘူးနော်။ midterm ကလည်းဖြေရသေးတယ်။ကျောင်းတစ်ခန်းတက်ပြီးဆိုလို့ရှိရင်3နာရီကြာတယ်။မှန်ဆိုရင်ကျောင်းခန်းထဲမှာဗီဒီယိုရိုက်လို့မရအောင်ကျမဒါလေးကခိုးရိုက်ထားတာကျောင်းသူတယောက်လောက်ရမယ့်တာဝန်တွေပြီးသွားပြီဆိုရင်တော့အခုကတော့ entrepreneur မို့ပြောင်းလိုက်ပါတော့မယ်ကျမတယောက်တည်းပဲဒီလိုထင်တာလားမသိဘူးကျမ meeting လုပ်လို့ရှိရင် in person လုပ်ရတာကိုပိုပြီးကြိုက်တယ် online မှာလုပ်ရပြီဆိုလို့ရှိရင်အားမရအောင် meeting လုပ်ပြီးသွားပြီဆိုတော့တော်တော်လေးအားညောင်းသွားပြီကိုကတော့ကျမ dinner လေးစားလိုက်ပါတော့မယ်lunch လဲ hot pot dinner လဲ hot pot ပါပဲဒါပေမဲ့ high tea လောက်စားတာပါကျမရဲ့ဗီဒီယိုကြည့်ပြီးတော့မောနေတဲ့သူတွေရှိကြလားကျမကတော့ကျမဗီဒီယိုကျမကြည့်ပြီးမောပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါပဲ bye bye